အားလုံးပဲမင်္ဂလာပါမေဖေအခုကားတွေအပြင်ဆိုလာတွေအကြောင်းလေးနည်းနည်းလေးစိတ်ဝင်စားတာမို့လို့ YCC မှာကျမပြုလုပ်နေတဲ့ဆိုလာအယောင်ပြပွဲကိုတားရောက်လေ့လာမှာပဲဖြစ်ပါတယ်မေဖေအခု YCC မှာကျမပြုလုပ်နေတဲ့ဆိုလာအယောင်ပြပွဲကိုရောက်ရှိနေရပဲဖြစ်ပါတယ်ကဲမေဖေတို့ထည့်သွင်းကြည့်အောင်နော်ကဲအခုမေဖေကတော့ဂူဝီဆိုလာအယောင်ပြခန်းလေးကိုရောက်ရှိနေပါတယ်2010မှာစတင်တည်ထောင်ခဲ့ပြီးတည်ထောင်ပြီးမကြာခင်အချိန်အတွင်းမှာပဲ Shanghai Stock Exchange မှာစီးပွားရေးကုမ္ပဏီအဖြစ်ရပ်တည်နိုင်ခဲ့ရုံသာမက Smart Energy ရဲ့အနာဂတ်ကိုပါပုံဖော်ဦးဆောင်နေတဲ့ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။သူတို့ရဲ့အဓိကအသားချက်တွေကတော့ Solar Inverter တွေပဲဖြစ်ပါတယ်။အိမ်သုံးစနစ်အသေးသေးလေးကနေအကြီးသား Utility Plant များအထိအသုံးပြုနိုင်အောင် 0.7 kW မှာ350 kW အထိအကျယ်ဝန်းကြီးမားတဲ့အမျိုးအစားများကိုလည်းထုတ်လုပ်ပေးနေပါတယ်။ကိုဗီအင်ဗာတာများကိုကမ္ဘာတဝန်းနိုင်ငံပေါင်း100ကျော်မှယုံကြည်စိတ်ချစွာအသုံးပြုနေပြီးတော့စုစုပေါင်းတက်ဆင်ထားပြီးသားစွမ်းအားက100 GW ထိရှိနေပါတယ်။ကိုဗီဟာအင်ဗာတာကုမ္ပဏီတစ်ခုကနေအားလုံးပါဝင်တဲ့ One Stop Energy Solution Provider အဖြစ်ပြောင်းလဲတိုးတက်လာပါတယ်။အင်ဗာတာများ Solar Battery များ EV Charger များ Heat Pump များ Solar Building Material များနဲ့Smart Energy Management System များအထိအပြည့်အစုံပါဝင်တဲ့ Energy Ecosystem တစ်ခုလုံးကိုလည်းပံ့ပိုးပေးနိုင်ပါတယ်။အိမ်သုံးစီးပွားရေးသုံးသို့မဟုတ်အကြီးစား project များအတွက်ဖြစ်စေလိုအပ်တာအလုံးကိုဂူဝီကဖြည့်ရှင်းပေးနိုင်ပါတယ်။ဂူဝီဟာ Research and Development ပညာရှင်1000ကျော်ပါဝင်တဲ့အင်အားကြီးအဖွဲ့ကလည်းဦးဆောင်နေပါတယ်။ကမ္ဘာတဝန်းဝန်ထမ်းပေါင်း6000ကျော်ရှိတဲ့ဂူဝီဟာ Global Top 3 Hybrid Inverter Supplier ဖြစ်လည်းသတ်မှတ်ခံထားရပါတယ်။ဒါကြောင့် Solar Energy Storage သို့မဟုတ်ကိုယ်ပိုင်စွမ်းအင်ကိုကိုယ်တိုင်ထိန်းချုပ်နေဆိုလို့ရှိရင်တော့ဂူဝီဆိုတဲ့နာမည်ကိုမမေ့နဲ့နော်တည်တဲ့ခိုင်မြဲတဲ့စွမ်းအင်ကိုလူတိုင်းလက်လန်းမိအောင်လုပ်ပေးနေတဲ့အပြည့်အစုံပါဝင်တဲ့မိဖက်ကဂူဝီပဲဖြစ်ပါတယ် Inverter မှာဆိုလို့ရှိရင်တော့နှစ်မျိုးရှိပါတယ် Residential Inverter အိမ်သုံးတဲ့ CNI Commercial and Industry ရဲ့ Inverter စက်ရုံသုံးဆိုပြီးတော့ရှိပါတယ် Residential Inverter Hybrid Inverter Low Voltage မှာဆိုလို့ရှိရင်တော့6 kW မှာ12 kW အထိ Hybrid Inverter High Voltage မှာဆိုလို့ရှိရင်တော့15 kW မှာ30 kW အထိရှိပါတယ် CNI Commercial and Industry ရဲ့ Inverter Hybrid Inverter High Voltage မှာဆိုလို့ရှိရင်တော့40 kW 15 kW အထိရှိပါတယ်။ On-grid Inverter များကတော့15 kW 16 kW 100 kW နဲ့125 kW အထိရှိပါတယ်။ Energy Storage မှာဆိုလို့ရှိရင် BAT CD နဲ့ ESA CD ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ BAT CD ထဲက High Voltage Battery 100 AH ရှိပြီးတစ်လုံးထိအသုံးပြုလို့ရပါတယ်။ High Voltage Battery 200 AH ရှိပြီးတော့4 unit parallel တွဲဆက်အသုံးပြုလို့ရပါတယ်။ ESA series က High Voltage Battery 125 kW 261 kW per hour battery ရှိပြီး20 unit parallel တွဲဆက်အသုံးပြုလို့ရပါတယ်။တကယ်လို့သာ20 unit ထိ parallel အသုံးပြုခဲ့မယ်ဆိုလို့ရှိရင်တော့ 2.5 MW ထိအသုံးပြုလို့ရပါတယ်။ promotion အနေနဲ့24ရက်တလ2026အထိ package ပုံမူတည်ပြီးမူရင်းဈေးကနေ73သိန်းမှ23သိန်းအထိ short ပေးသွားမယ် promotion အစီအစဉ်တွေလည်းရှိပါသေးတယ်။ project တွေအတွက်လည်း proposal တင်တဲ့ stage မှာစင်းတွက်ပြီးသွားတဲ့နောက် installation and after sales maintenance အထိ one stop solution တွေကို support ပေးသွားမှာပဲဖြစ်ပါတယ်။ Randy အနေနဲ့ကလည်း product တွေအတွက်ဆို5 year Randy အထိပေးသွားမှာဖြစ်ပြီးတော့ system တစ်ခုလုံးအတွက်ကိုတော့ဝယ်ယူတဲ့ရက်ကနေစပြီးတစ်နှစ်အထိ maintenance အတွက် free service ပေးသွားမှာပါ။ဒါအပြင် payment ပိုင်းမှာဆိုလို့ရှိရင်လည်း down payment အနေနဲ့ 50% ပေးချေထားရုံနဲ့ project 100% အကုန်ပြီးစီးမှကျန်တဲ့ 50% ကိုပေးသွားရမှာပဲဖြစ်ပါတယ်။ဒီလိုမျိုး after sales service အပိုင်းမှာရော installation ပိုင်းမှာပါ one stop solution တွေကို support ပေးထားတဲ့အပြင်ကိုမှစိတ်ဝင်စားစရာ promotion အစီအစဉ်တွေများစွာရှိတဲ့ Good Win မြန်မာရဲ့ showroom လေးကတော့မဟာဗန္ဓုလလမ်းနဲ့ဖုန်ကြီးလမ်းတောက်လမ်းမတော်မြို့နယ်ရန်ကုန်မြို့မှာရှိနေပါတယ်။ online ကနေဆက်သွယ်မှယူလို့သူတွေအတွက်လည်း Good Win မြန်မာရဲ့ hotline phone number ဖြစ်တဲ့ 09457186 647 ကနေတစ်ဆက်သွယ်စုံစမ်းလို့ရပါတယ်နော်